ဝင်လုပ်တဲ့တရုတ်ကိုအခု Trump ကဆောပြီး okay ပနားမားပဲရှိသေးတယ်လာအောင်ပဲအများကြီးနော်ကျွန်တော်ကတော့အမေရိကန်နိုင်ငံသူနိုင်ငံသားဒီမြဝတီမှာရှိနေတဲ့ကြားဖြန့် online ကလိမ်လည်လိုက်တာအမေရိကန်ဒေါ်လာ4 ဘီလီယံလောက်ရှိတဲ့စည်ရင်းကိုအတိအချာကျွန်တော်လုပ်ပြီးတင်သွင်းမှုစူးစမ်းတယ်ဗျာအမေရိကန်ပါဝင်ပတ်သက်နိုင်အောင်ကျွန်တော်စူးစမ်းတယ်ဗျာကျွန်တော်လုပ်နေသတင်းတွေမှာတော့တော်တော်ကြီးပြန့်သွားပြီနော်အဲ့ဒီနေရာကိုမသိတဲ့လူမရှိတော့ဘူးကဘာမြေပေါ်ကငရဲကန်ဆိုပြီးတော့အခုမှတ်ချက်ပေးထားကြတယ်အားလုံးပဲမင်္ဂလာပါ Miss Myanmar New Channel မှာຫນွေဦးတော်လာရေးတည်များကိုနားဆင်နိုင်ရန်အတွက် like and subscribe လုပ်ထားပြီးပါရင်တောင်းဆိုအပ်ပါတယ်ပြောပြတာနော်ဟိုမျက်နှာစိမ်းနေမဟုတ်ဘူးကျွန်တော်ပြောနိုင်တာဆိုဘယ်တော့မှသိလဲလို့ကျွန်တော်ခင်ဗျားတို့ဒီမေးခွန်းမေးမယ်ဆိုရင်ကျွန်တော်ထပ်ပြေပြမယ်အဲ့ဒါနဲ့ထိုင်းရလဲတွားတယ်သူထိုင်းကြတော့သူတို့ကပြန်ပြီးမဆွဲရဲဘူးအဲ့လိုမလုပ်ရဲဘူးလုပ်ရင်သူတို့ကပြဿနာတက်မှာဆိုလို့အဲ့ဒီထိုင်းလူမျိုးယောက်ျားတစ်ယောက်ကခင်ဗျားအကောင့်ပေးလိုက်တယ်တဲ့ကျွန်တော်ဒီအကောင့်နဲ့သူတို့ဒီလိုဖြစ်နေပါတယ်ဆိုပြီးတော့ကျွန်တော်ကိုအကြောင်းကြားခိုင်းတယ်โอเคနော်အခုထိကိုရှိနေသေးတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါနဲ့အကြောင်းကြားခိုင်းပြီးတော့ကျွန်တော်အဲ့ဒီဘဲကိုနောက်တစ်ခေါက်လောက်ဖတ်သွားပြီးတော့သတင်းထပ်ယူပေးပါလားဆိုတော့ထိုင်းဘတ်ငွေကျွန်တော်1000ဘတ်1000သူ့ကိုပေးလိုက်တယ်မဟုတ်သူသွားမယ်တဲ့သူလုပ်ပေးမယ်ဆိုတော့သူခေါ်လာလို့တော့မရဘူးတဲ့သူထုတ်လာလို့မရဘူးတဲ့ကျွန်တော်ပြောပြတယ်နော်အဲ့ဒါနဲ့ကျွန်တော်သူ့ကိုမေးတယ်ခင်ဗျအဲ့ဒါကိုဘယ်အချိန်သွားညပဲသွားလို့ရတာတဲ့ဘာဖြစ်လို့လဲဆိုတော့ DKBA နဲ့အခုစောချစ်သူတို့အဖွဲ့ကလုပ်ငန်းခွဲထားတာနောက်နှစ်ဖွဲ့ရှိသေးတယ်တဲ့နောက်မှကျွန်တော်နာမည်ထုတ်ပြောမယ်သူကထိုင်းဘက်ကကူးလာတဲ့လှေကိုလာခေါ်တဲ့လှေမောင်းတာတစ်ဖွဲ့တက်တဲ့အချိန်မှာစစ်ဆေးပြီးတော့တွားကျင်တဲ့နေရာကိုလိုက်ပို့တာတစ်ဖွဲ့ရောက်သွားတဲ့နေရာကိုလုံခြုံရေးယူပေးထားတာကစောချစ်သူတို့အဲ့ဒီလိုအသွားပြန်ကယ်ရီလောက်တာ DKBA โอเคအဲ့ဒါတွေလောက်ခွင့်ရပြီးတော့အစုရှယ်ရနေတာမြန်မာစစ်တပ်ပိုပြီးတေချာအောင်ပြောလိုက်မယ်အခုပြည်တော်စုကြမ်းခိုက်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းမှာနိုင်ငံခြားဆက်ဆံရေးအရင်တုန်းကမြန်မာနိုင်ငံရဲ့နော်ပြည်ထရေးဒုဝန်ကြီးအောင်စိုးဟုတ်ပြီနော်ကျွန်တော်အသေးချပြောတယ်နော်နာမည်အောင်စိုးမြေဧက950ကိုလက်မှတ်ထိုးပြီးရောင်းခဲ့တာတဲ့အဲ့ဒါကိုမန္တလေးတရုတ်ရန်ကုန်တရုတ်ဖအံတရုတ်မော်လမြိုင်တရုတ်တွေပါသွားဝယ်ထားသေးတယ်ဝယ်ပြီးတော့အဆောက်ဦးလေးဆောက်ပြီးတော့အဲ့ဒီမှာငှားစားနေတဲ့တရုတ်ပါရှိတယ်ဗမာပြည်ထဲတရုတ်ပါရှိတယ်အဲ့လောက်ထိရှုပ်တဲ့နေရာတကဘာလုံးလဲသိနေနော်ဒါကျွန်တော်သိအောင်ပြောတာဟိုစစ်တပ်ကမသိဘူးလို့ပြောလိုက်အချုပ်ချအာဏာတို့အခြေခံဥပဒေတို့သူတို့အဲ့ဒါပဲပြောတယ်မသိဘူးဆိုတာအလက်ကားပြောတာနောက်တလောကကျွန်တော်ပြောဦးမယ်တီးတကူဆရာတော်ဖရာကြီးရဲ့နောက်မှာတော့ကြားဖြန့်ရှိပါတယ်လို့ကျွန်တော်ပြောတာတီးတကူဆရာတော်ဖရာကြီးကကြားဖြန့်လို့သိပြီးပေါင်းတာလားမပေါင်းတာလားအဲ့ဒါသူ့ကိစ္စကျွန်တော်သိတာကိုကျွန်တော်ဆရာတော်စော်ကားတာမဟုတ်ဘက်ပေါင်းစုံကိုဝင်တာကြားဖြန့်ဆိုတာဘာနဲ့တူလဲဆိုတော့ခင်ဗျားတို့မြက်ခင်းပြင်ပေါ်မှာထိုင်လိုက်တာနဲ့ဖင်ကိုလာကြိုက်တဲ့ချင်းပေါင်လာကြိုက်တဲ့ချင်းခြေသလုံးလာကြိုက်တဲ့ချင်းနှသေးလာထိုးတဲ့ချင်းအဲ့ကြားဖြန့်မယ်နော်အဲ့ဒီချင်းကိုခင်ဗျားခေါ်ခြင်းမခေါ်ထားမှာဟုတ်ပလားခင်ဗျားသိချင်းမလည်းသိမှာခင်ဗျားနဲ့အဲ့ဒီချင်းနဲ့လည်း friend မဟုတ်ဘူးဒါကိုပြောတာဆရာတော်စော်ကားတဲ့ဒီကောင်မြေမျိုးတော့မယ်ဟိုဒါဖြစ်တော့မယ်ကျွန်တော်ပြောတာရှင်းပြောရင်ဗျာစောက်ရှက်တွေကွဲကုန်မှာမို့လို့ကျွန်တော်ကထိန်းနေတာတီရီလင်္ကာကလားတွေရေးတဲ့စာနဲ့ခင်ဗျားတို့တန်ခါနာတင်တဲ့ကောင်နေနော်စထုဒ္ဓချိန်မှာတီရီလင်္ကာကလားကမို့နုကိုဝတ်သားလုပ်လိုက်တဲ့စာတောင်ခင်ဗျားတို့တင်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရား$1
နော်မာကရတိုင်းတစ်ခုလုံးဝက်မမွေးဘူးကျွန်တော်အဲ့လိုထဖြင်းရှုပ်ကုန်မှာဆိုလို့မပြောတာရှင်းလားပုံနုမှန်းမသိပိန်းဥမှန်းမသိအာလူနုမှန်းမသိနဲ့နော်ဒါကိုဆရာတော်ဒေါက်တာအရှင်နန္ဒမာလာတော်ရှင်းပြထားဘူးလေဒီကိစ္စကိုဟုတ်ပလားတိတ်မပြောချင်လို့ကြည်နေတာမသိလို့မဟုတ်ဘူးဒါကကျွန်တော်ပြောပြတာကြားဖြန့်ကအဲ့လိုမျိုးဒါဆိုရင်မြန်မာနိုင်ငံမှာလူပြောက်နေတာကယောက်ျားလေးတော်တော်များများကစစ်တပ်ထဲရောက်သွားတယ်မိန်းကလေးတော်တော်များများကြားဖြန့်နေရောက်သွားတယ် social disorder ဖြစ်နေနော် social disorder ဖြစ်သွားပြီအဲ့ဒီတိုင်းပြည်ကလုံးဝ face state လုံခြုံမှုဘာမှမရှိတော့ဘူးဥမာမိန်းကလေးတယောက်ရက်နေတယ်ကားတစ်စင်းလာရက်မယ်ဝုန်းတိုင်းလူတွေဆွဲတင်သွားတယ်ဘေးကမြင်တဲ့လူကအကူညီမတောင်းဘူးတောင်းရမှန်းလည်းမသိဘူးကိုယ်နိုင်ငံသူနိုင်ငံသားအချင်းချင်းလူချင်းအကာအကွယ်ပေးရမှန်းလည်းမသိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့နာဂစ်မှာကျွန်တော် Times သတင်းစာမှာဆောင်းပါးတစ်ပုဒ်ရေးဘူးတယ် Crimes Against Negligence in Burma ဆိုတော့ဒီဆောင်းပါးကျွန်တော်ရေးဘူးတယ် Okay ဆိုတော့ကျွန်တော်ပြောချင်တာဥပက္ခပြုတ်ချင်းရလဲရာဇဝတ်မှုမြောက်တယ်ဆိုကျွန်တော်ရေးခဲ့တာဟုတ်ပလားဆိုတော့ကိုလူအချင်းချင်းဖြစ်နေတာကိုမရိုင်းပင်းကြတော့ဘူးကိုနဲ့မသိတယ်လို့ပဲနေလိုက်ကြတယ်ဒါဒီလဲအဆင်မပြေဘူးဗျဘာဖြစ်လို့လဲဆိုတော့ဖြစ်နေတာကလက်ရှိခင်ဗျားတို့အုပ်ချုပ်နေတာကအစိုးရမဟုတ်ဘူးမာဖီးယားဂိုင်းတစ်ခုအုပ်ချုပ်နေတာဒါကိုကျွန်တော်ပြောချင်တာဆိုတော့ဒီဂိုင်းတစ်ခုအုပ်ချုပ်နေတဲ့အောက်မှာခင်ဗျားတို့ပြည်သူအချင်းချင်းသူ့ကိုတိုက်တာတွေမတိုက်တာတွေကိုတကယ်နဲ့ထားလိုက်ခင်ဗျားတို့ကြောင်းမတက်တို့ယုံမတက်တို့ကြောင်းမတက်နဲ့ကြောင်းထွက်တို့ယုံမတက်နဲ့ယုံထွက်ဆိုတော့မှဆရာဝန်မလေးတယောက်ဆရာဝန်မမဖြစ်သေးဘူးဖတ်တရားမှာပြစ်ဒစာဖြစ်နေတာကျွန်တော်တွေ့ခဲ့တယ်ကြောင်းမတက်နဲ့ကြောင်းထွက်ဆိုတာကျွန်တော်အသေးချာရုပ်တံနေယူထားတဲ့ဇော်ဝေဆိုးတနေ့ကြရင်ပြမလို့နော်မင်းတို့ဘာတာဝန်ယူခဲ့လဲဆိုတာသူရှင်းပြထားတယ်လေကျွန်တော်မှရှိတယ်နော်ဆိုတော့ပေးခြင်းတဲ့မိစ္ဆာmessage ပေါ့လေဒီမိစ္ဆာတွေကိုဆိုတော့ကျွန်တော်ပေးခြင်းတာကနောက်တစ်ခုကအဲ့ဒီလိုဥပက္ခနေရာတိုင်းပြုတ်လဲကောင်းတာမဟုတ်ဘူးအခုကဗမာပြည်မှာအစိုးရတရားအုပ်ချုပ်နေတယ်ဆိုတဲ့အခြေအနေမဟုတ်ဘူးမာဖီးယားဂိုင်းတစ်ခုအုပ်ချုပ်နေတယ်ဆိုတာကိုသိစေခြင်းတယ်ဒါကြောင့်တက်တာယုံမတက်တာကြောင်းတက်တာကြောင်းမတက်တာหนีပိန်းတာหนีပေါ်တာဘောမာတာဘောထမ်းတာဘောရွက်တာဘောငုံတာဟိုစစ်ဖက်နဲ့ကြိုက်ပြတာအဲ့ဒါခမည်းတော်အပိုင်ဒါပေမဲ့ခမည်းတော်လူချင်းချင်းပြန်လဲပြီးတော့ရိုင်းပင်းကူညီတဲ့နော်အသိတရားဥပက္ခမပြုတ်နိုင်တဲ့အသိတရားဒီအချိန်မှာပြုတ်လို့ကိုမရအောင်အဲ့ဒီအသိတရားလေးရှိပေးဖို့တော့ကျွန်တော်မေတ္တာရက်ခံတယ်ဒါကျွန်တော်နံပါတ်2ပြောပြသွားပြီမြန်မာနော်ဆိုဟုတ်ပြီအချင်းချင်းရိုင်းပင်းမှုအရင်အရေးကြီးတယ်တလားဆိုတော့အဲ့ဒါကြောင့်ခင်ဗျားတို့မျက်စိရှိမှတွေးလိုက်တာနဲ့ပါဝန်းကျင်ကိုသိအောင်လုပ်ပါအကူအညီတောင်းပါတက်နိုင်တမျှဗီဒီယိုကလစ်လေးရအောင်ရိုက်ပါဆိုရှယ်မီဒီယာတွေပေါ်ကိုတင်ကြပါနော်ဒါတွေကိုကျွန်တော်ပြောချင်တယ်ဟုတ်ပြီဒါဆိုရင်ကြားဖြန့်ကိစ္စကတော့အဲ့လိုအခုတရုတ်ကပြောတယ်တရုတ်စစ်စင်ရေးနာမည်ကိုခင်ဗျားတို့စဉ်းစားကြည့်ဇင်ယောစစ်စင်ရေးဇင်ယောဆိုတာအစာပဲကောက်စားတာနော်ဘယ်ကောက်မှမထိခိုက်ဘူးအဲ့ဒီနေရာကောက်စားဖို့အတွက်ဇင်ယောစစ်စင်ရေးလို့မှတ်လိုက်ဇင်ယောကဘယ်သူမှမတိုက်ခိုက်ဘူးဟုတ်ပလားတရုတ်ကလဲပြီးသားပနာမအခုအမေရိကန်ပနာမတူးမြောင်းလူလဲဟုတ်ပလားမလုံနိုင်ရိုက်တာနှက်တာခင်ဗျားတို့ကျွန်တော်တင်ပြအောင်မယ်နော်ဘလို့ရိုက်နှက်ဟော information အသေးချာသိအောင်ရိုက်တယ်နှက်တယ်အမျိုးမျိုးလုပ်တယ်နောက်ဆုံးပြန်ရွေးမယ်ဆိုရင်အနည်းဆုံးဒေါ်လာ2000နဲ့အများဆုံးဒေါ်လာ9000လူအခြေအနေနဲ့ပုံစံကိုကြည့်ပြီးတောင်းပြီးတော့မှဒီ DKBA တွေဒီဟိုဘာလဲစောချစ်သူတို့အဖွဲ့တွေပဲပြန်ခေါ်ထုတ်လာပြီးလှုပ်ပေးတာအဲ့ဒီကောင်တွေလက်ထဲရတယ်ဒါပေါင်းစားနေကြတာပေါ့ဗုဒ္ဓဘာသာကြီးလှုပ်ရက်တယ်ဗျာမလှုပ်တင်ဘူးဗျာလူကုန်ကူးခြင်းလုံးဝမလှုပ်ရဘူးဗုဒ္ဓကကံရတယ်နော်ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်တစ်ခုခုကြောင့်ဖြစ်သွားတဲ့ကံအမှားကိုပြင်လို့ရတယ်ဝတ်အမှားကိုပြင်လို့မရဝတ်မဖြစ်အောင်
လူချင်းကုန်မကူးဖို့တတဝါတွေကိုမတတ်ဖို့ဒုဒ္ဓလက်နက်တွေကိုအယောင်းဝယ်မလုပ်ဖို့အစိတ်အတောက်အရက်သေးစားဓာတွေကိုအယောင်းဝယ်မလုပ်ဖို့ကလားဘာသာသာသနာပစ္စည်းတွေကိုခိုးယူရောင်းဝယ်ခြင်းမလုပ်ဖို့ဒါတားခဲ့ပြီးသားခင်ဗျားတို့ခင်ဗျရမ်းပြောနေတယ်ဆိုရင်တော့ဆရာကြီးငွေဥတောင်ရေးတဲ့ဗုဒ္ဓစာပတိအမျိုးသားစာပေစုရစာအုပ်ပါတော့ဖတ်ကြည့်လိုက်ကျွန်တော်ထပ်ညွှန်းတယ်နော်ဗုဒ္ဓစာပတိဆိုတဲ့စာအုပ်ဆရာကြီးရွှေဥတောင်မဟုတ်နော်ငွေဥတောင်တောင်ကြီးသားကျွန်တော်သွားတွေ့ခဲ့တယ်အဲ့ဒီဆရာကြီးကိုကျွန်တော်အရန်သဘောကျလို့ရေးထားတာလေးတွေဟုတ်ပြီဒါဆိုရင်အဲ့ဒါတစ်ပိုင်းနောက်တစ်ခါစကစကဗမာတပြည်လုံးဘုံကျဲနေတယ်တပြည်လုံးမှွားစာကျဲနေတယ်အထူးသဖြင့်ရခိုင်စကိုင်းတိုင်းကယားပြည်နယ်ရှမ်းမြောက်ကတော့အခုနားသွားပြီအဲ့ဒါလည်းခဏနေပြောမယ်ဘာကြောင့်နားတယ်ဆိုအကုန်လုံးကလူလေတွေကြီးပဲနော်ဆိုတော့ပေးခြင်းတဲ့အပိုင်းကအဲ့လောက်ဘုံကျဲပြီးတော့ဖြက်စီးပြီးထွက်ပြေးလာတဲ့လူတွေကိုသူကကိုညီအောင်မယ်စကားစကူညီထားတာအများကြီးဘာဖြစ်လို့လဲသိလားရွေးကောက်ပွဲအတွက်မဲသွားမထည့်ပဲနဲ့အဲ့ဒီစည်ရင်ကမဲပေးပြီးသားဖြစ်အောင်စကားစလုပ်နေရတာ